ကဲကျွန်တော်တို့ဒီ debut channel လေးကိုကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံအရက်ရက်ကညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်တို့ဒီ debut channel လေးကနေပြီးတော့ရှေးဥပထမသာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့international break တွေဝင်မှာပေါ့နော်နိုင်ငံပွဲတွေဝင်မယ်နိုင်ငံပွဲတွေဝင်မှာဆိုတော့ခါကြတော့ကျွန်တော်တို့ကလပ်ပွဲတွေကတော့ဂျားထဲမှာနားမှာပေါ့နော်နားမှာဖြစ်တဲ့အတွက်ညီကိုတွေအနေနဲ့လည်းUnited နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်မပြတ်တော့တော့အောင်ကျွန်တော်အနေနဲ့United နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုတက်နိုင်သမျှပေါ့နော်ညီကိုတွေစိတ်ဝင်စားလောက်မဲ့သတင်းလေးတွေကိုကျွန်တော်ကပြန်လာပြီးတော့ sharing လုပ်ချင်းပဲဖြစ်ပါတယ်ဗျကဲဟုတ်ပြီကျွန်တော်ပထမအဆုံးသတင်းအနေနဲ့ကတော့ကျွန်တော်တို့ Mexico Club Tijuana အသင်းရဲ့လူငယ်ကစားသမားလေးပေါ့နော်16နှစ်ပဲရှိရဲ့လူငယ်ကစားသမားလေးကျွန်တော်တို့ Gilberto Mora ပေါ့နော်သူ့ကိုကျွန်တော်တို့ United ရဲ့ King Dog တွေကလိုက်ကြည့်နေတယ်လို့စိတ်ဝင်စားနေရပေါ့ဗျာပြောရမယ်ဆို United ကနေပြီးတော့United ကဒီရာဒီမှာတော်တော်လေးထူးဆန်းနေတယ်ဗျတွေးတစ်လောင်းနေရလားတော့မသိဘူးဗျသိရမလားလူငယ်ကစားသမားတွေကိုသူလိုက်စုတယ်ကျွန်တော်တို့Academy ကလည်း United Academy ကလည်းကျွန်တော်တို့လူငယ်ကစားသမားလေးတွေကိုမွေးထုတ်ပေးနေတယ်ဗျကဲနောက်တစ်ခုကသူ့ကိုအရင်တော့ဆိုရင်အဲ့ကစားသမားလေးကိုကျွန်တော်တို့ Real Madrid ကလည်းလိုက်ခဲ့ဘူးတယ်လို့ကျွန်တော်တို့ကြားရတယ်ဗျကဲနောက်တစ်ခုကကြတော့သူက42ပွဲကစားထားတာမှာကျွန်တော်တို့ယာကုန်း9ဂိုးလောက်ထိကိုသူကတွင်းထားနိုင်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့နှစ်ကြိမ်တိတိကိုဖန်တီးထားနိုင်တယ်နောက်ထပ်ထူးခြားတာတစ်ခုကသူ့ကိုဆိုရင်အခုလူတွေကပေါ့နော်မီဒီယာတွေရောကျွန်တော်တို့သူ့နိုင်ငံလူတွေရောကျွန်တော်တို့ရဲ့အချစ်တော်ချီချာရီတိုလက်သစ်ဆိုပြီးတော့တင်စားနေကြတယ်ဗျဟုတ်ပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ international break ပြီးမှာပေါ့နော်ကျွန်တော်တို့မဇာရာဝီနဲ့ကျွန်တော်တို့မာတီနက်နဲ့ကအသင်းစီကိုပြန်လာပူးပေါင်းမယ်ဆိုပြီးတော့နီပြအမ်မိုရင်ကပြောထားတယ်ဗျကဲဒီနေရာမှာတစ်ခုဟိုဖြစ်တာကတော့ကျွန်တော်တို့ကချီချာရီတိုအနေနဲ့ကတော့2025အကုန်ပိုင်းလောက်မှပဲသူပူးပေါင်းနိုင်မယ်လို့လည်းကြားရတယ်ဒါပေမဲ့တခုအားရစရာကောင်းတာကသူ့အနေနဲ့တူးတဲ့လေ့ကျင့်စင်းနေတဲ့ဟာတွေကိုကျွန်တော်တို့တွေတွေ့ရတယ်ဗောနော်သူ့အနေနဲ့တူးတဲ့ဒီအသင်းမှာပြန်လဲပြီးတော့ကြန့်ခိုင်လာအောင်ပေါ့ဗျာကျွန်တော်တို့ပြန်လုပ်နေတယ်လို့လည်းကျွန်တော်ကြားရတယ်ကဲနောက်တစ်ခုကတော့ကျွန်တော်တို့ကပတိန်ဟောင်းကြီးမက်ဂွိုင်းရာရဲ့စာချုပ်ကိစ္စလေးပေါ့နော်မက်ဂွိုင်းရာကခုလာမဲ့2026နွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာဖို့များနေပြီဗျဘာလို့လဲဆိုတော့အခုချိန်ထိလဲ United ဘက်ကနေပြီးတော့စာချုပ်တစ်ကမ်းလန်းခြင်းတွေဘာတွေမရှိဘူးအဲ့တော့ခါကျတော့ကျွန်တော်တို့ကပတိန်ကြီးကိုနှုတ်ဆက်ရတော့မယ့်အချိန်များရောက်လာတော့မှလားပေါ့နော်အဲ့ဒါလေးတစ်ခုကတော့စိတ်မကောင်းစရာလေးဗျကဲနောက်တစ်ခုကတော့ကျွန်တော်တို့အလန်ရှီယာရဲ့ Tin of the Week ပေါ့နော်လန်ရှီယာဆိုတာတော့အရင်ကျွန်တော်တို့ Newcastle ရဲ့တိုက်စစ်မူကြီးပေါ့နော်ကျွန်တော်တို့တချို့ညီကိုတွေလည်းသိမှာပါတချို့ညီကိုတွေကတော့သိပါတယ်ကျွန်တော်တို့ခုညီလေးတွေကတော့သိချင်မှသိလိမ့်မယ်ပေါ့နော်လန်ရှီယာရဲ့Tin of the Week ပေါ့နော်ဒီတစ်ပတ်ရဲ့အကောင်းဆုံးသူ့ရဲ့အသင်းပေါ့စိတ်ကြိုက် trending ထဲမှာကျွန်တော်တို့ရဲ့အချစ်တော်ကစားသမား2ယောက်ပါလာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့နောက်တန်းကကျွန်တော်တို့ယူရိုနဲ့ကျွန်တော်တို့ကိုသမားလေးစမီလက်မန်တို့ပါဝင်လာတယ်ဗျကဲနောက်တစ်ခုကတော့ကျွန်တော်တို့Player of the Week ပေါ့နော်ဒါကတော့ကျွန်တော် Premier League ကနေပြီးတော့လုပ်တဲ့ Player of the Week ပေါ့နော်အဲ့မှာ voting စနစ်နဲ့တွားတာဗျအဲ့ဒါကတော့ voting စနစ်နဲ့တွားတာဟိုမှာကျွန်တော်တို့ရဲ့အချစ်တော်ကစားသမားကျွန်တော်တို့ Benjamin Sesko ပါဝင်လာတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့အဲ့ထဲမှာဆိုလဲညီကိုတွေသိအောင်တခြားကစားသမားတွေရောပါဝင်နေတယ်ဗျအဲ့ဒါလေးညီကိုတွေသိအောင်ကျွန်တော်ပြန်လဲပြီးတော့ share ပြန်လုပ်ပေးမယ်ဗျနော်အဲ့ဒါကတော့ကျွန်တော် voting စနစ်နဲ့ပါကျွန်တော်တို့ vote ပေးရတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ Premier League က Player of the Week မှာပါဝင်နေတဲ့ကစားသမားတွေကကျွန်တော်တို့ Chelsea တင်းကကိုက်စီတို့ပါနေတယ်ဗျကဲနောက်တစ်ယောက်ကတော့ကျွန်တော်တို့ Everton တင်းကကျွန်တော်တို့ Greenlist ပါတယ်ကျွန်တော်တို့ Newcastle တင်းက Bruno Grimaldi ပါတယ်ဗျကဲနောက်တစ်ယောက်ကတော့ကျွန်တော်တို့ Spa တင်းကကျွန်တော်တို့ Mohamed Kudus ပါတယ်ကျွန်တော်တို့ပြီးတော့ခါကျတော့ကျွန်တော်တို့ Aston Villa တင်းပေါ့နော် Aston Villa တင်းက Melan ပါလာတယ်ကျွန်တော်တို့ Arsenal တင်းက Declan Rice ပါမယ်ဗျကဲနောက်တစ်ယောက်ကတော့နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ဘုံမောက်တင်းကအန်တိုနီစီမီရိုပါတယ်ဗျကျွန်တော်တို့ရဲ့အချစ်တော် Benjamin Sesko ကိုပုံတင်များများရပြီးတော့ Player of the Week မှာရွေးချယ်ခံရပါစေလို့ကျွန်တော်တို့ဒီနေရာနေပြီးတော့ဆုတောင်းပါတယ်ဗျကဲနောက်ဆုံးသတင်းလေးကတော့ကျွန်တော်တို့သတင်းတော့မဟုတ်ပေါ့ဒါကတော့เนาะကျွန်တော်တို့ဒီကိုကြီးလည်းမြင်အောင်ပေါ့เนาะဒါလေးတွေကတော့ကျွန်တော်တို့
ဟိုကနိုင်ငံအသင်းမှာလေ့ကျင့်ခန်းဆင်းနေကြတဲ့ကျွန်တော်တို့အာမတ်နဲ့တိုကီတို့ရဲ့ဒါလေးကတော့မြင်ကွင်းလေးတွေဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိုဒါလော့ပေါ့နော်ဒီကိုဒါလော့ကသူ့ရဲ့အသင်းဟောင်းပေါ်တူအသင်းကိုတွားရောက်အားပေးတဲ့အချိန်မှာသူ့ကိုပြည်သက်တွေကလည်းတခဲနဲ့ကြိုးဆိုတယ်နေပြဘုံဖွဲ့ဝင်တွေကလည်းကြိုးဆိုကြတဲ့ဒါကတော့မြင်ကွင်းလေးပါဗျကဲဟုတ်ပြီညီကိုတွေကျွန်တော်ရဲ့သတင်းလေးကတော့ဒီညာပိုင်းသတင်းလေးကတော့ဒီလောက်ပဲပေါ့နော်ညီကိုတွေအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ကျွန်တော်တို့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တင်ဆက်ပေးတာလေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးလို့ကျွန်တော်ဘက်ကနေပြီးတော့တောင်းဆိုပါတယ်ဗျ